ဒီနေ့မှာတော့ခေါင်းမြတ်ဆုံးအကြောင်းနဲ့ပတ်သက်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ယုံကြည်ချက်အရဆိုရင်တော့ခေါင်းမြတ်ဆုံးဆိုတာကသူများအပေါ်အောက်လန်းနဲ့ပြူစားပြီးစိတ်ကနဲ့မညီတာတခုခုလုံးမိတာကြောင့်ကိုယ်တိုင်ဆုံးဖြစ်သွားတာပါ။ဒါပေမဲ့ကျွန်တော်ပြောပြမယ့်ကိစ္စကတော့ကျွန်တော်အိမ်ထဲကခေါင်းမြတ်ဆုံးအကြောင်းပါပဲ။ကျွန်တော်တို့အိမ်မှာအောက်လန်းလုပ်တဲ့သူမရှိသလိုရှေ့မျိုးစင်ဆက်ထဲမှာလည်းစိုးမျိုးရိုးမရှိခဲ့ပါဘူး။အဲ့ဒါကိုမှဘလို့ဖြစ်လို့ဆုံးရှိတာလဲဆိုပြီးအားလုံးသိကျင်နေကြပြီဆိုတော့ကျွန်တော်အခုပြောပြပါမယ်။လွန်ခဲ့တဲ့နှစ်20 30လောက်ကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကအညာဘက်မှာမိသားစုနဲ့နေခဲ့တယ်ဗျ။မိသားစုမှာလည်းအဖေအမေကျွန်တော်နဲ့3နှစ်အရွယ်ညီမလေးရှိပါတယ်။မိဘတွေကတော့လယ်တွေခြံနေလုပ်တယ်ဗျ။ကျွန်တော်နာမည်ကထူနိုင်လို့ခေါ်ပြီးကုမ္ပဏီအသေးလေးတစ်ခုမှာအထွေထွေဝန်ထမ်းလုပ်ခဲ့ပါတယ်။အဲဒီကုမ္ပဏီမှာကျွန်တော်နဲ့ခေါင်းဆောင်တွေကတငယ်ချင်းတွေဖြစ်ခဲ့ကြတယ်ဗျ။သူ့နာမည်ကတော့ကျော်စင်ဖြစ်ပါတယ်။အလုပ်လုပ်ထားသိမ့်မတော်ပေမဲ့သူကတထိန်နဲ့အဆင်ပြေတာကြောင့်သူ့အတွက်ကံကောင်းတယ်လို့ဆိုရမှာပါ။တကယ်တော့သူ့ကိုကျွန်တော်ကပဲအလုပ်လုပ်ဖို့ခေါ်လာပေးခဲ့တာဖြစ်ပေမဲ့သူကကျွန်တော်ထက်ယာရူကြီးသွားတာပါ။မနာလို့ပြောတာမဟုတ်ပဲသူ့အတွက်ဝမ်းသာလို့ပြောတာဖြစ်ပါတယ်။ဒီနေ့တော့ကျွန်တော်မှာပတ်စံကိစ္စပြဿနာရှိလာခဲ့တယ်ဗျ။အဲ့ဒါတော့ကျွန်တော်ဖဲလောင်းလို့ပါ။မြို့ထဲမှာနာမည်ကြီးဖဲဝိုင်းတစ်ခုရှိတယ်ဗျ။အလုပ်စင်တာနဲ့ကျွန်တော်ကအမြဲဖဲသွားဆိုတာကြောင့်ရှုံးလိုက်နိုင်လိုက်ဖြစ်နေခဲ့တာပေါ့ဗျာဒါပေမဲ့အတလောမှာတော့အရန်ရှုံးသွားခဲ့လို့မိဘကိုတော့ပတ်စံမပေးနိုင်တဲ့အတွက်ကျော်ချင်းစီကနေပတ်စံချိလိုက်ရပါတယ်ငါမှပတ်စံမရှိဘူးကွာဟာမင်းကခေါင်းဆောင်ဖြစ်နေရလေငါထထောင်လာစားများနေတော့ဘလို့ဖြစ်လို့မရှိတာလဲအဲ့တော့ကျော်စင်ကအသုံးစရိတ်အကြောင်းတွေကိုပြောပြီးသူ့အတွက်တောင်သုံးမမလောက်ဘူးလို့ပြောခဲ့ပါတယ်ဒီလိုနဲ့ပဲကျေးဇူးအကျွေးတောင်းတယ်လို့နဲ့ကျွန်တော်စပြောလိုက်တယ်ဗျကျွန်တော်အလုပ်ထည့်ပေးထားလို့ခေါင်းဆောင်ဖြစ်ပြီးနေတာတော့ပြဿနာဖြစ်တော့ကျေးဇူးမသိတာလားဘာညာပေါ့ဗျာအေးငါကူညီပေးမယ်ဒါပေမဲ့မနေ့ကအထိတော့စောင့်ပြီးကျွန်တော်သူဘယ်လိုကူညီမလဲဆိုပြီးအေးလို့ပဲသဘောတူလက်ခံလိုက်ပါတယ်နောက်ရက်မှာကျော်စင်ကပြိုးပင်တစ်ခုကိုလာပေးခဲ့တယ်ဗျကျွန်တော်ဒါအောင်မသိပါဘူးသူကတော့မင်္ဂလာပြိုးပင်လို့ပြောပြီးအိမ်မှာစိုက်ထားဖို့နဲ့နေတိုင်းရေလောင်းပေးုံနဲ့3လအတွင်းကျွန်တော်ဘဝပြောင်းလဲလာမယ်လို့ပြောလာပါတယ်တကယ်လို့မကောင်းခဲ့ရင်သူ့စီမှာပတ်စံလာတောင်းလို့ရတယ်လို့အခိုင်အမာပြောနေခဲ့တယ်ဗျကျွန်တော်မယုံနိုင်ခဲ့ပါဘူးပတ်စံချီတာပတ်စံမရပဲဘာဖြစ်လို့အပင်လာဆက်ခိုင်းရတာလဲပေါ့ကျွန်တော်လည်းစိုက်လို့အဆင်မပြေရင်တော့မှသူ့ကတိအတိုင်းပတ်စံတော့ချစ်လို့ရတယ်လို့တွေးပြီးစမ်းကြည့်လိုက်ပါတယ်ကျွန်တော်အပင်ကိုအသေးချာဂယူးဆိုင်ပြီးတနေ့ကို2ကြိမ်ရေလောင်းပေးခဲ့တယ်ဗျအပင်သေးတုန်းကတော့ဘာမှပြောင်းလဲခဲ့ပါဘူးဒါပေမဲ့တလကြာတဲ့အခါမှာအပင်ကဒူးလောက်မြင့်လာခဲ့တယ်ဗျထူးဆန်းစွာနဲ့အဲ့ဒီနေ့မှာပဲကျွန်တော်ခေါင်းဆောင်ယာရူရသွားခဲ့ပြီးလစာလည်းတိုးလာခဲ့ပါတယ်ကျွန်တော်ဖြစ်လာတဲ့အရာကိုမယုံနိုင်ဘူးဖြစ်နေခဲ့တယ်ဗျမင်းငါပြောတော့ယုံပြီလားငါပေးတဲ့အပင်ကကောင်းပါတယ်လို့မယုံလဲဘလို့ညင်ရမလဲဆိုတာတော့မသိတော့ပါဘူးယာရုရတဲ့အပင်ကြည့်ကြတဲ့ကဖဲကစားတိုင်းရှုံးနေဆိုတာကိုမရှိတော့ဘူးဗျတခုကထူးဆန်းနေတယ်လို့ဖြစ်နေခဲ့ပါတယ်ဖဲကစားနေတော့မှလည်းစိတ်ထဲမှာအလိုလိုသိနေတဲ့စိတ်ကြီးဝင်လာနေခဲ့တယ်ဗျဖဲကိုလှလှလေးယူနိုင်အောင်ရအောင်အမြဲလုပ်ပေးတတ်တဲ့အရာရှိနေတယ်လို့ဖြစ်တာကြောင့်အမြဲဖဲနိုင်ခဲ့ပါတယ်ဒါကြောင့်မလို့လဲဒီအပင်ကြောင့်ပဲဆိုပြီးကျွန်တော်ကထင်းနေခဲ့တာပါအခုထူးဆန်းတာတစ်ခုကညတညမှာဖြစ်ပေါ်လာခဲ့ပါတယ်ကျွန်တော်ဖဲကစားပြီးပြန်လာတဲ့အချိန်ကညတနာရီလောက်ဆိုတော့ရက်ွက်ထဲမှာတိတ်ဆိတ်တဲ့အချိန်ဖြစ်နေခဲ့တယ်ဗျကျွန်တော်ဆိုင်ကယ်ကိုရပ်ပြီးအိမ်ထဲအဝင်မှာအနီလိုအစိမ့်လိုအလင်းတစ်ခုဖြတ်သွားတာကိုမြင်လိုက်ရပါတယ်အဲ့ဒီအလင်းကအဲ့အနောက်ကိုပြန်သွားခဲ့တာဗျကျွန်တော်လည်းကျွန်တော်အပင်ကိုခိုးမှဆိုပြီးအဲ့ဒီအလင်းနောက်ကိုတိတ်လေးအတတ်မပြီးပဲနဲ့လိုက်သွားခဲ့ပါတယ်ကျွန်တော်ဘာကြီးလဲသိကျင်တာနဲ့အိမ်အနောက်ကမီးကိုဖွင့်ခဲ့လိုက်တယ်ဗျဟေးဘာလို့ထားလဲကျွန်တော်တအားကြောင်းသွားခဲ့ပါတယ်ပြန်နေတဲ့အလင်းမရှိတော့သလိုဘာမှလည်းမရှိပဲဟင်းလင်းမြင်ဖြစ်နေခဲ့လို့ပါအဲနောက်ကျွန်တော်အိမ်ထဲကိုပြန်ဝင်လာခဲ့ပါတယ်နောက်နေ့မနက်မှာတော့အမေကရက်ွက်ထဲမှာခေါင်းမြတ်ဆုံးတွေ့တဲ့အကြောင်းကိုထမင်းဝိုင်းမှာပြောနေခဲ့တယ်ဗျတွေ့တဲ့သူကအဖိုးနိုင်ဖြစ်ပြီးသူညဘက်အိမ်အနောက်ဘက်မှာအိမ်သားတွတ်တော်တွေ့တယ်လို့ပြောခဲ့ပါတယ်သူ
သူ့ရဲ့အိမ်နောက်ကတိတ်ဆိတ်ရှင်းလင်းနေတာကြောင့်အလင်းတစ်ခုပြန်းနေတာကိုတွေးလိုက်ရတာပါအလင်းကထူးဆန်းနေဆိုပြီးအဖိုးနိုင်ကပြောပြီးတဲ့နောက်အိမ်သားတွေကိုဝင်းခုန်နေကအိမ်သားတွေကနေပဲအဲ့ဒီအရာကြီးကိုချောင်းကြည့်နေခဲ့ပါတယ်။အဲ့နောက်ဆုံးအလင်းကြီးကအိမ်သားနားကိုရောက်လာတော့အဖိုးနိုင်တအားလန့်သွားခဲ့တယ်ဗျ။ဘာလို့လဲဆိုတော့သပင်အဖြူနဲ့ခေါင်းပြကြီးတစ်ခုလွင့်နေခဲ့လို့ပဲဖြစ်ပါတယ်။ဦးရီတွဲလောင်းဖြစ်နေပြီးအလင်းတွေလည်းထွက်နေခဲ့တယ်ဗျ။အဖိုးနိုင်ကြောက်လွန်းလို့အိမ်သားတွေကနေမထွက်ရဲအတန်လည်းမပေးရဲခဲ့ပါဘူး။နောက်ဆုံးခေါင်းမြတ်ဆုံးထွက်သွားတော့မှပဲအိမ်ထဲကိုအမြန်ပြေးဝင်ခဲ့ရတာပါအမေအဲ့လိုပြောလို့ပြီးတဲ့နောက်ကျွန်တော်လည်းညအဲ့လိုအလေးမြင်လိုက်ရတော့စိတ်ထက်တစ်မျိုးဖြစ်သွားပေမဲ့ကျွန်တော်အပင်နဲ့ဘလို့ပတ်သက်နေမလဲမစင်စားခဲ့ပါဘူးကျွန်တော်ဒီကိစ္စကိုအလုပ်မှာကြောစင်းအားတွားပြောလိုက်တယ်ဗျအစားတော့သူညင်းမယ်လို့ထင်နေခဲ့ပေမဲ့အတီပေါက်ကြီးနဲ့ရုံတဲ့ပုံစံဖြစ်နေခဲ့ပါတယ်ဟဲ့နေဦးငါဆက်ခိုင်းတဲ့အပင်ကဘယ်လောက်မြင်နေပြီလဲငါအထင်တော့ဒူးကြော်နေပြီထင်တယ်။ဘာလို့လဲ။ဟေ့အောင်ကြီးမင်းနှုတ်ပြီးမီးရှို့လိုက်တော့ဟေ့အောင်။မင်းယူနေလားဟာ။မီးရှို့လိုက်နှမျောစရာကြီး။အဲ့တော့ကျော်စင်ကမယုံနိုင်စရာကိစ္စကိုပြောပြခဲ့ပါတယ်။တကယ်ကသူလာပေးတဲ့ပြိုးပင်ကစုံပင်ဖြစ်ပြီးတော့သူ့အဖိုးချမ်းလေးကနေခိုးလာတဲ့ဆိုတဲ့အကြောင်းကိုပါပြောပြခဲ့တယ်ဗျ။ဒီပြိုးပင်ကသူ့ကိုအသေးချာဂယုဆိုင်ရေလောင်းပေးတဲ့သူတွေအတွက်စီးပွားလက်လာပါကောင်းမွန်စေပါတယ်။ဒါပေမဲ့အန်ဒီရဲ့များလုံးတယ်လို့လည်းပြောခဲ့တယ်ဗျ။အပင်ကြီးလာခဲ့တာနဲ့အမျှစုံဝိညာဉ်ကလည်းအားကြီးလာတတ်တာကြောင့်ကျော်စင်ကအပင်ကိုနှုတ်ခိုင်းခဲ့တာပဲဖြစ်ပါတယ်။ဒီလောက်ပြောနေပေမဲ့ကျွန်တော်ကမယုံခဲ့ပါဘူး။ဘာလို့ဆိုခေါင်းမြတ်ဆုံးကအပင်ကနေမလာနိုင်ဘူး။အောင်လန်းလုပ်တဲ့သူပဲဖြစ်ရမယ်လို့ထင်ခဲ့မိတာကြောင့်ပါ။အဲ့ဒီညနေမှာကျွန်တော်အပင်ကိုတွားကြည့်ခဲ့လိုက်ပါတယ်။အပင်ကခါလောက်အထိမြင်လာပြီးတော့မနံမမွေးတဲ့အနံ့တစ်ခုထုတ်နေခဲ့တယ်ဗျ။ကျွန်တော်ဇဝေဇဝါနဲ့စိုက်ကြည့်လိုက်ပါတယ်။တစ်ဖက်ကလည်းနှုတ်ချင်းနေတယ်လို့တစ်ဖက်ကလည်းမလှုပ်ချင်ခဲ့ပါဘူး။နောက်တော့ဒီရက်ပိုင်းလဲဖဲ့အရမ်းနိုင်တာမို့လို့ကျွန်တော်အပင်ကိုမနှုတ်ဖဲထားလိုက်တယ်ဗျ။ဘာလို့ဆိုဒီအပင်ထဲမှာစိုးရှိနေလားဆိုတာကျွန်တော်မဆန်းသနိုင်တာလဲပါတာကြောင့်မို့လို့ပါ။အရင်လိုပဲကျွန်တော်ဖဲဆော့လို့အိမ်အပြန်ညတနာရီအချိန်မှာဆိုင်ကယ်ကိုအိမ်ဘေးမှာထိုးရက်လိုက်တယ်ဗျ။ပတ်ဝန်းကျင်ကြည့်လိုက်တော့ဘာမှမရှိပဲရှင်းလင်းနေခဲ့ပါတယ်။ဒါပေမဲ့ခဏနေတော့လူအုပ်၄-၅ယောက်ကတုတ်တနတ်တင်နဲ့တကြီးကဥဆောင်ပြီးလားနေတာကိုတွေ့လိုက်ရတယ်ဗျ။ကောင်းလေးထူးဆန်းတဲ့အလင်းတစ်ခုလာတော့မြင်မိလား။အဲဒီနောက်အားလုံးကခေါင်းမြတ်ဆုံးတောင်းကြနေတဲ့အကြောင်းကိုပြောပြီးကျွန်တော်အိမ်ဘက်ကိုလာတဲ့အကြောင်းပြောပြခဲ့ပါတယ်။ကျွန်တော်လည်းမမြင်ဘူးပဲပြောလိုက်တော့တကြီးတို့အဖွဲထွက်သွားခဲ့တယ်ဗျ။အဲဒီနောက်ကျွန်တော်ဘာမှမရှိတော့ဘူးဆိုလို့အိမ်ထဲကိုဝင်လာခဲ့ပါတယ်။တကားဖွင့်လိုက်တော့ညီမလေးကအဖေတို့အခန်းကနေထွက်လာပြီးမတ်တပ်ရက်ဆောင်နေလို့လန့်သွားခဲ့တယ်ဗျ။အစားကတော့အပြင်ကနေခိုးထွက်ပြီးစော့ကျင်တာလို့ပဲထင်လို့တွားချီပြီးစနောက်လိုက်ပါတယ်။ဒါပေမဲ့အဲ့အချိန်မှာသူကပရိမောက်ကိုလက်ညှိုးထိုးပြီးဘောလုံးလွင့်လာပြန်ပြီလို့ပြောလာခဲ့တယ်ဗျ။ကျွန်တော်လည်းဘာဘောလုံးလဲလို့လှည့်ကြည့်လိုက်တော့တအားလန့်သွားခဲ့ပါတယ်။ပရင်းမောင်နာမှာအဖွားအိုခေါင်းမြတ်ကြီးကမိတွေလင်းပြီးလွင့်ပြန်နေတာဗျ။ခဏလောက်ပဲရှိနေပြီးအဲ့ဒီနောက်ပျောက်သွားခဲ့ပါတယ်။အဲ့အချိန်လေးကစက္ကန့်ပိုင်းလောက်ပဲရှိတာကြောင့်ကျွန်တော်မြင်ခဲ့တယ်ဆိုတာတော့မယုံနိုင်ဖြစ်နေခဲ့တယ်ဗျ။အရန်လဲကြောက်စရာကောင်းတာကြောင့်ရင်နေတောင်တုံးနေခဲ့ပါတယ်။အဲ့နောက်ညီမလေးကိုချီလက်စားနဲ့အခန်းထဲကိုခေါ်သွားပြီးပရင်းမောက်တွေကိုပိတ်ခစ်လိုက်တယ်ဗျ။ပရင်းမောက်တွေအားလုံးပိတ်ပြီးတဲ့အခါမှာညီမလေးကအကိုကြီးဘောလုံးဆိုပြီးဆက်ပြောပြန်ပါတယ်။ကျွန်တော်လန့်သွားပြီးလှည့်ကြည့်တော့အခန်းပေါ်အနားမှာခေါင်းမြတ်ဆုံးကပြန်နေခဲ့တာဗျ။ညီမလေးကိုစိုက်ကြည့်နေပြီးတော့မသိရင်သွေးတွေအသားတွေကိုစမှဖြစ်မဲ့ပုံစံဖြစ်နေခဲ့ပါတယ်။ကျွန်တော်ကြက်သိမ်းမွေးချင်းထလာခဲ့တယ်ဗျ။တိတ်မကြဘူးကျွန်တော်အနားကိုချက်ချင်းပြေးဝင်လာတာကြောင့်အခန်းတကားနားကိုကျွန်တော်ထွက်ပြေးလိုက်ပါတယ်။ပြီးတော့ညီမလေးကိုချီပြီးအခန်းထဲကထွက်ပြေးခဲ့တယ်ဗျ။အဲအလဲကိုရောက်တော့အော်ဟစ်ပြီးမိဘတွေကိုအကူကြီးတောင်းခဲ့ပါတယ်။ပါဇက်ကနေလည်းအိမ်ထဲမှာဆုံးရှိတယ်လို့ဇက်တိုင်အော်နေခဲ့တယ်ဗျ။အဲအချိန်မှာတကြီးတို့လည်းအိမ်ထဲကိုဝင်လာခဲ့ပါတယ်။ငါထင်တယ်သူဒီဘက်ကိုဝင်လာတာကိုမြင်လိုက်တယ်။အခုဘယ်ရောက်သွားပြီလဲ။ကျွန်တော်အခန်းထဲကိုလက်ညှိုးထိုးပြလိုက်ပါတယ်။ပ
ရေမောက်တွေလည်းအကုန်ပိတ်ထားတာကြောင့်ခေါင်းမြတ်ဆိုးအခန်းထဲမှာပိတ်မိနေမဲ့ပဲထင်းခဲ့လိုက်တယ်ဗျ။အိုင်နောက်တကြီးတကားကိုအရင်ပိတ်ပြီးလူစုလိုက်ပါတယ်။တိတ်မကြဘူးဆုံးကအော်ဟစ်တောင်းချမ်းရင်ဗရိတ်မောက်ကိုဝင်တိုးနေခဲ့တယ်ဗျ။အတန်နေစုညမ်းနေတာကြောင့်ကျွန်တော်မိဘတွေလည်းလန့်ပြီးထွက်လာခဲ့ပါတယ်။ခေါင်းမြတ်ဆိုးကမင်းတို့သားအခန်းထဲမှာဘယ်ကနေလာတာလဲတော့မသိဘူး။တကြီးကဒီလိုပြောတော့မိဘတွေလည်းပိုလန့်သွားခဲ့ပါတယ်။ဒီထက်ပိုပြီးမရှုပ်ထွေးသွားဖို့အတွက်ကျွန်တော်လည်းအဲ့အနောက်မှာစုံမင်စိုက်တာကိုအရင်ဝန်ခံခဲ့လိုက်တယ်ဗျ။ငါထင်သားပဲဒီကောင်တော့ဘယ်နားမှာလဲငါတို့ခေါ်သွားပြီကျွန်တော်အားလုံးကိုအဲ့အနောက်စီခေါ်သွားလိုက်ပါတယ်တကြီးကအပြုံမြင်ပြီးနောက်ဘာမမေပဲခြေထောက်ထိုးပြီးတတိုနဲ့အပြုံထိုးလိုက်တာဆုံးပြိုးပင်နှစ်ချမ်းကွဲသွားခဲ့ပါတယ်ဒီလောက်နဲ့ပဲကျွန်တော်အခန်းထဲကအတန်တွေအားလုံးငြိမ်ကျသွားခဲ့တယ်ဗျနောက်တော့ရွာသားတွေကအပင်ကိုအမြစ်ကနေနှုတ်ပြီးရှင်းလင်းလိုက်ပါတယ်ဒီအချိန်အလင်းတစ်ခုကအခန်းထဲကနေထွက်လာပြီးအမောင်တုထဲမှာပျောက်ကွယ်သွားခဲ့တယ်ဗျစုံလျာပျောက်သွားပြီးမရှိတော့ဘူးလို့တကြီးကပြောပါတယ်အဲညအဖြစ်ကအကောင်းဆုံးနဲ့ပြီးသွားခဲ့တယ်ဗျနောက်တနေ့မနက်မှာတော့တရွာလုံးကကျွန်တော်ရဲ့စုံကိစ္စကိုသိသွားကြပါတယ်ဖဲဝိုင်းကလူတွေကလည်းကျွန်တော်ကကတ်တက်အောင်လို့စုံမင်စိုက်တာကိုကြားသွားခဲ့တယ်ဗျသူတို့ကမကြေမနက်ဖြစ်တာကြောင့်ထပ်ပြီးဖဲဝိုင်းနဲ့မလာတော့ဘူးဓာချင်းချင်းထားကြပါတယ်ကျွန်တော်လည်းဘယ်မှာထပ်ပြီးဖဲဆိုအောင်မလဲမသိတာနဲ့အဲ့ဒီကလေးကနေဖဲကစားတဲ့အကျင့်မှာပျောက်သွားခဲ့တော့တယ်ဗျဟုတ်ကဲ့ဇလန်လေးကဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ